အောင်ရှိတယ်ဘယ်နေရမင်းတကူအေးမင်းနေတယ်ဘယ်နေရလဲလို့မင်းတကူအော်မင်းနေတယ်မင်းဘယ်နေရလဲလို့မင်းတကူငါစိတ်ရှိတယ်နော်မင်းကငါမေးနေတယ်မင်းဘယ်နေရလဲလို့ငါမေးနေတယ်ဆရာကြီးကျွန်တော်ရွာနမမင်းတကူကြောက်မင်းတကူရွာမင်းတကူမင်းတကူရွာအထက်ဘက်ကလားဟုတ်ကဲ့ကျွန်တော်အထက်ဘက်ကဟုတ်ပြီမင်းဖေးနာမယ်မပြောဟမ်ပြောရမယ်လေလူကြီးကမေးတာမင်းဖေးနာမယ်မသိဘူးမပြောဘူးပြောဟေးကောင်မင်းအဖေနာမယ်ပြောလားပြောလားမပြောဘူးလို့ဟဲ့ပြောတော့မဟုတ်ဘူးဆရာကြီးကျွန်တော်ဖေနာမှာဦးမပြောဘူးဖေးရရှာလို့ကွာနာမည်ကဦးမပြောဘူးထားလိုက်တော့တော်တဲ့အေယာဝီရဲ့စံတက်တာထားပါတော့ထားပါတော့ငါတော်တော်စိတ်ရှိတယ်နော်မင်းအမေနာမယ်ပြောမသိဘူးဟဲ့ကို့မွေးတဲ့အမေတော်မသိဘူးလားမင်းအမေနာမယ်ပြောမသိဘူးပြောလို့ငါပြောနေတော့ကျွန်တော်မင်းနာမှာတော့မသိဘူးမင်းအမေနာမယ်မသိဘူးတော့မသိဘူးတော့မသိဘူးဘလူလူမျိုးကြီးလည်းမသိပါကွာတခါမှမကြောက်ဘူးတော့မသိဘူးတော့မသိဘူးကိုယ်တိုင်အေယာဝီတဲ့စံတက်တာပဲနောက်ဆောင်ပါတက်ချင်နေတဲ့တရားတက်ငါ့ကိုမတက်နေလေငါမင်းကိုတက်เสียတယ်မင်းအုံးမမဟုတ်တာငါအေယာဝီတဲ့စံတက်ကျွန်တော်တက်တာကိုသူလိုက်တက်မင်းနာမည်ပြောကျွန်တော်နာမည်လားတင်လွင်ဘောဘောထင်းလူမျိုးပေါ့တင်လွင်ဘောဘောအသက်ဆရာကြီးကကျွန်တော်ငယ်ကြီးစားနာမည်ကိုသိနေတယ်အမျိုးတွေလားမသိဘူးဆရာကြီးအသက်ကိုပြောနေတာအဲ့ဒါကျွန်တော်ကောင်မကြီးနာမည်မဟုတ်ဘူးရောမင်းရဲ့မွေးသက်ကြီးအသက်ကိုမေးနေတာမင်းအသက်ကိုမေးနေအသက်ဘယ်လောက်ရှိလဲမေးနေတာအော်ကျွန်တော်အသက်ကညတော်မြင့်တာတက်ပြင်းကြီးကိုကြည့်ရရွှေစည်းကုန်လက်ရမြောက်တာအာနန္ဒရှူရင်းလာတာဘူးပြင်းတဲ့ရွှေစံတော်တဲ့ရကောင်ဥပုံမီးလုံတော့နွားနဲ့ကောင်ပြောက်တယ်ကျက်သက်ကောင်ပြောက်တယ်ဒီမလို့ညမှာခိုးခံရတယ်ဆိုတော့ကျွန်တော်တို့နွားဘလို့ကျူပါမင်းသက်ပြောပါငါယူနေလာပြီနော်အဲ့အောင်ကျွန်တော်တက်လာအေးအဲ့နွားနဲ့ကောင်ပေါ်တဲ့အချိန်မှာကျက်ခိုးခံတဲ့ဂျားထဲမှာမွေးတော့ကျွန်တော်အသက်က14 5 60ကို30နှုတ်ဘယ်လောက်ကျ30ကျကွာ30ကို9နဲ့ပေါင်း35 15ပြန်တော့ကျွန်တော်အားလုံးပေါင်း21နဲ့21ပဲကွာသူတို့အတူတူပဲ21ဆိုလည်းပြောလိုက်ပြီးသွားပြီငါယူနိုင်တယ်မင်းတို့နှစ်ကောင်မင်းတို့3ယောက်နဲ့ဟုတ်ပြီကြားပြီငါပါဆက်လို့အောင်ဩသိပြီဆေးစစ်မယ်